အဲ့တော့အဓိကတော့မြတ်စွာဘုရားရဲ့တရားတွေကဘာအတွက်လဲဆိုတော့အမှန်တော့လောဘစွန့်မှုဒေါသစွန့်မှုမောဟစွန့်မှုပဲလောဘဒေါသမောဟစွန့်မှုပဲအဲ့တော့မြတ်စွာဘုရားဒီဗုဒ္ဓဘာသာပေါ့နော်လောကမှာဒီဗုဒ္ဓဘာသာဆိုတော့ဘာသာတရားအနေနဲ့သတ်မှတ်လိုက်တာပေါ့အမှန်တော့မြတ်စွာဘုရားကမင်းတို့စင်းရဲတွေရှိတယ်ဒီစင်းရဲတွေကိုမလို့ခြင်းဘာလို့အောင်မလဲတော့ဒီစင်းရဲတွေဘာကြောင့်ဖြစ်တာလောဘဒေါသမောဟဒါကြောင့်မလို့ဘာလို့ခိုင်းတာလဲဆိုတော့လောဘစွန့်ဖို့ဒေါသစွန့်ဖို့မောဟစွန့်ဖို့ဒီသုံးခုပဲအဓိကဒီသုံးခုကိုဒီလိုလေးနားလည်နေကိုဒါလက်တွေ့လုပ်ငန်းတစ်ခုပဲကိုးကွယ်ရမှာမဟုတ်ဘူးကျွန်တော်တို့တကယ်လုပ်ရမယ့်ဟာဘာလို့မှလောဘစွန့်ဖို့ဒေါသစွန့်ဖို့မောဟစွန့်ဖို့ဒီသုံးခုလောက်ခိုင်းတာအမှန်တော့ဒါလက်တွေ့လူတွေအတွက်လိုက်နာဖို့ကじゃလွယ်သွားတယ်ပေါ့နော်အဓိကဘာလို့မှလဲတော့အဲ့လောဘစွန့်ဖို့လုပ်ရမယ်ဒေါသစွန့်ဖို့လုပ်ရမယ်မောဟစွန့်ဖို့သုံးခုပဲဆိုတော့လွယ်သွားတာပေါ့အဲ့တော့ဗုဒ္ဓဘာသာဆိုဘာလဲဆိုဟိုမှာကလေးတွေကပဲမေနိုင်ငံသားတွေကပဲမေကိုကဘာပြောမှာတော့လောဘစွန့်ဖို့ဒေါသစွန့်ဖို့မောဟစွန့်ဖို့ကိုလိုက်နာကျင့်သုံးဖို့ပဲအဲ့ရတွေကတို့စင်းရဲတွေဖြစ်စေတယ်ဒါကြောင့်မလို့စင်းရဲတွေငြိမ်းအောင်မလုပ်တာလောဘစွန့်ဖို့ဒေါသစွန့်ဖို့မောဟစွန့်ဖို့ဆိုယူရတာလွယ်သွားတယ်ဒါအတိပိုင်းဆိုင်ရာပေါ့အတိပိုင်းဆိုင်ရာအကျင့်ပိုင်းဆိုင်ရာဘာလို့ရမှာလဲဆိုလောဘစွန့်ဖို့ဘာလို့မှစေနာထားရမယ်ဒေါသစွန့်ဖို့ဘာလို့မှမေတ္တာထားရမယ်မောဟစွန့်ဖို့ဘာလို့မှသတိထားရမယ်ဆိုဒါအကျင့်ပိုင်းဆိုင်ရာပေါ့ကိုယ်မှစေနာရထားရမယ်စေနာဆိုတာဗုဒ္ဓဘာသာအလိုကသိပြီးသားကာချာယစေနာဆိုတာကောင်းတာပဲဟုတ်လားစေနာဆိုလို့ပြောလို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓဘာသာပါတော့ကောင်းတာပဲကောင်းတဲ့စေနာပဲဟုတ်လားစာပေလိုကတော့စေနာဆိုတာကောင်းတာလည်းရှိရဆိုတာလည်းရှိရဒါကစာပေလိုဒါပေမဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာကာချာမှာစေနာဆိုရင်ကိုဘာလုပ်တာကောင်းတာပဲကောင်းတဲ့ဘက်ကိုစေနာလို့ပြောကြတယ်နားလည်ပြီးသားပဲကျွန်တော်တို့ကအဓိကလက်တွေ့ဘဝထဲမှာနားလည်ဖို့ရင်းကြီးတယ်ပေါ့နော်ဒါကိုတမန်လူတွေတို့ကဒီလောက်နားလည်လို့မစိုးဘူးအဲ့တော့လောဘဆုံးဖို့ကိုယ်မှာစေနာကောင်းလေးတွေထားပြီးတော့လို့ဒေါသဆုံးဖို့ဘာလို့မှမမေတ္တာထားပြီးလို့မောဟဆုံးဖို့ဘာလို့သတိလေးထားပြီးလို့ဆိုတော့ကိုလုံးဝလုပ်ငန်းစဉ်ကလည်းဘာလို့မှစေနာရဲ့မေတ္တာရဲ့သတိရဲ့ဆိုတော့ရိုးရှင်းသွားတယ်ပြောကြည့်ကိုလိုရမယ့်လုပ်ငန်းတစ်ခုကကျင်းသွားတယ်ကျွန်တော်လုပ်ရတာလွယ်သွားတယ်